ခြောက်ချားဖွယ်ရာတန်းခေါင်ရန်ခီးတဲ့မိုးတဲ့တော်ညာအဲ့ဒီညကမိုးကလည်းတေးသေးမင်းမင်းရွာနေတာပေါ့ကိုမင်းမင်းတယောက်ရုံးကပြန်มาနောက်ကျသွားလို့မှတ်တိုင်စီကိုအမောတကောပြေးခဲ့ရတယ်နောက်ဆုံးကတော့မလွတ်ပါစေနဲ့လို့ဆူတောင်းရင်းပေါ့ကံကောင်းကျင်တော့ဘတ်စကားကအရှင်မယူခင်မှာသူကားပေါ်ကိုအမိတက်လိုက်နိုင်ခဲ့တယ်ကားပေါ်ရောက်တော့ကားတစ်စီးလုံးကတိတ်ဆိတ်လို့ကိုမင်းမင်းကပြတင်းပေါက်ပေးကအမြဲထိုင်နေကြခုံလေးမှာဝင်ထိုင်ပြီးခဏလောက်မျက်စိမိန်နားလိုက်မိတယ်ဒါပေမဲ့ခဏကြာမှသူနိုးလာတော့အန်သားစရာပဲခုနကအလွတ်ကြီးဖြစ်နေတဲ့ကားထဲမှာလူတွေကအပြည့်ဖြစ်နေတာဒါတွေကဘယ်ကရောက်လာတာလဲလို့သူဇဝေးစွာဖြစ်နေတော့မှပဲလူတွေကရှေ့မှာတင်ပြန်ပြောက်ကွယ်သွားပြန်တယ်အဲ့ဒီအချိန်မှာဆေးလိမ့်နဲ့ပြင်းပြင်းတစ်ခုကသူ့နာခေါင်းထဲကိုတိုးဝင်လာတဲ့သူ့ဘေးမှာအဖိုးအိုတယောက်ရောက်နေပြီးအေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်တယ်ဒါတန်းခေါင်ကျော်ရင်ဒီကားပေါ်ကိုဘယ်သူမှမတည့်ရဲကြဘူးငါကတော့ဒီမှာရှိနေတာနှစ်30ရှိပြီးတဲ့အဖိုးအိုရဲ့စကားတွေကကိုမင်းမင်းကိုကြက်တီးထွားစေခဲ့တယ်ဒါတင်မကသေးဘူးသူ့ရှေ့ခုံမှာသတင်းစာဖတ်နေတဲ့လူတစ်ယောက်အဲ့ဒီလူကသတင်းစာကိုအောက်ချလိုက်တဲ့အခါကိုမင်းမင်းရဲ့နှလုံးခုန်တန်တွေရက်သွားသလိုခံစားလိုက်ရတယ်အဲ့ဒီလူရဲ့ခေါင်းကသွေးလိမ့်လိမ့်နဲ့ကြေမွနေပြီးအသက်မဲ့တဲ့မျက်လုံးအိမ်တွေနဲ့ကိုမင်းမင်းကိုစိုက်ကြည့်နေတာလေအဲ့ဒီလူကငါဒီမှာလို့ပြောပြီးကားရှိန်ပြင်းနေတော့မှတင်တကားကနေခုန်ချသွားခဲ့တယ်ကိုမင်းမင်းလည်းကြောက်လန့်တကြားနဲ့နောက်မှတ်တိုင်မှာကားပေါ်ကနေခုန်ဆင်းလိုက်တော့တယ်မိုးထဲမှာရက်ပြီးသူစီးလာတဲ့ကားကိုပြန်ကြည့်လိုက်တဲ့အခါသူ့မျက်လုံးကိုသူတောင်မယုံနိုင်တော့ဘူးသူစီးလာတာဟာဘတ်စကားကောင်းစားကြီးမဟုတ်ပဲမီးလောင်ကျွမ်းပြီးပျက်စီးနေတဲ့ကားဆုပ်ကြီးဖြစ်နေတဲ့ကားပြတင်းပေါက်တွေကနေတေဆုံးနေတဲ့လူတွေရဲ့ဝိညာဉ်တွေကသူ့ကိုပြုံးပြီးနှုတ်ဆက်နေကြတာကိုကြည့်ရင်ကိုမင်းမင်းတယောက်မိုးထဲမှာကြောက်ရွံ့လို့ရက်ကြံခဲ့ပါတော့တယ်